ကလေးဖေရောရှိလား ကလေးတွေကွဲသွား ကွဲသွားရင်ကလေးကဒီတယောက်ပဲလား ဟုတ်အကြီးတယောက်ရှိသေးတယ် ဘယ်ရွယ်လေးလဲ 6နှစ်မှာ 6နှစ်ကျောင်းတက်လား ဟုတ်တယ် ရှိပါအောင်နှုတ်လေးစို့နေ အရှင်ကောက်က လေးဖေရွယ်ကလေးကကောက်တယ်လား ကလေးဖိုက်ကြီးနဲ့ပြန်ကောက်တယ် ဖိုက်ကြီးရဲ့ ဒီ15ရက်ပြီးတော့ပြန်ထွက်တယ် ပြန်ထွက်တာဘယ်ကနေလား တမိတောင်းတယ် တောင်းတကောနေလားပလင်းလေးတဲ့ရောင်းလို့ရလား ဟုတ်ရဲ့ ရရနော်မစတူထဲမှာလည်းအများကြီးရှိရထုတ်ခိုင်းထားနော်ဒီကအမြဲတမ်းလာလားမတွေ့မိဘူး လာတော့လာတယ်မ ဟုတ်လား ဟုတ်ရဲ့ဒီဘက်ကကြာရက်ချားနေ တလောက်နှစ်ခါလောက်လာလေပလင်းလေးစုထားပြီမယ်နော်ချော်ရဘိုးခွန်လေးစုထားပြီမယ်နော်ပါလေးလေကလေးရမင်းကလေးလားအကြီးရယောက်ျားလေး မင်းကလေး မင်းကလေးနဲ့ရဘာလို့ကွဲတော့ သူကအလောက်သွားမယ်ဆိုတော့မှလည်းတော့တမိရမသွားနဲ့အဲ့လိုဝေးတော့ပေါ့မှတမိရလည်းမွေးခဲ့နေပြီဆိုမေးကန်တယ်ကြာတော့မကြာသေးဘူးကသူဖိုက်9လောက်ပါ အဆက်တွေမရှိဘူးပေါ့ သူကတော့ဖုန်းဆက်တဲ့သူ့ရှိကိုလိုက်နေတမိကြာနေလည်းမထွန်းနိုင်ဘူးမှာ နော်အမေနဲ့နေရ ဒီကလေးကနာမှာဆိုတော့မှသိမခါ အိမ်မှာခါခဲ့လို့မရဘူးကလေးကပင်ပန်းတာဟောအေးဟုတ်တယ်ဟုတ်တယ်မိတိုင်နေရတော့နော်အတနေကုန်ကောက်ရလားမနေ့ကနေညနေထိ ။အောင်းနေတော့ကလာနေပြီရှင်းနိုင်လားဆိုပြီး ညအောင်လား ဟုတ် ဘယ်လောက်ရလဲတရက်တရက်ကို ။ဒီဆိုရင်မှ10ပိတ်တာရှိတယ်တောင်းလို့ရ တတောင်းတရက်ကိုတတောင်းတော့ရတယ်ပေါ့နော်ဆက်စရာလေးကလေးလေးအိပ်ပျော်နေအိပ်ပျော်ရင်သုံးလေးထဲလိုက်ရင် ။ထည့် တွန်းသွားအိတ်နေမှာသူကအသားလေးကလည်းဖြူဖြူလေးမကွဲပါနဲ့အမျိုးသားနဲ့ကလေ ။သူကသူပြန်လာ ပြန်ပေါင်းလေနော် ။တမီးကတိကျအောင်မလုပ်နိုင်ဘူး။မီးလို့ရှိရင်လေမီးကျမကြီးမကောင်းဘူး ကလေး2ယောက်မျက်နှာရှိရလေနော်တမီးအသက်ဘယ်လောက်ရှိသွားလဲ ။ဆက်ရှင် 28ဆက်စရာလေးကလေးလေးဒီနားလေးမှာအမြဲတမ်းလာလိုက်တစ်လောက်နှစ်ခါလောက်နော်တစ်ပတ်တစ်ခါကြောက်လဲနည်းနေမှာဆိုလို့စုထားခိုင်းနေမယ်အိမ်ကကောင်မလေးကိုလေနော်ကြာပြီလားဒီလှုပ်လှုပ်တာ ။ဟုတ်ကြပြီဖိုက်ကြီးနေရတယ် အော်ဖိုက်ကြီးရလှုပ်တာမမေဒီမှာကလေးလေးချစ်လို့တာလေကလေးလေးချစ်လို့မမေကအပေါ်ကနေလှမ်းကြည့်လိုက်တာလေလှမ်းကြည့်လိုက်တော့အဲ့နဲ့အောက်ကိုဆင်းလာမမေကခါနာနေတာ ။ဟုတ်ကဲ့ မမေကခါနာလေကလေးလေးကိုမဖိုးပေးနေမှာနော် ။အန်တတာပြရမယ် တတအော်လေတာပြီးမနဲ့အဲ့တာစုထားပါစမ်းလား ။ဟုတ်တယ် အမလေးလိမ်မလိုက်တာဘယ်လောက်လဲတာစုထားလာငါတားရင်းတော့မကြည့်ရကဲတတလေးကိုစုပေးလိုက်ပါဦး ။ညဒီလေးပါလေးတားလေးရနော်။ဒီကျမကလည်းတားလေးဒီသားကြီးညာရမှာနော်။ပြည့်စီရကျမကလည်းချောပါစေ မလေးလိမ်မလိုက်တာသားလေးရဲ့ ။ဒီမှာလိုက်တယ် အမတတိုင်းပြီမယ်နော် ။ဟုတ်ကဲ့မကျေးဇူးတင်ပါတယ် အေးကလေးလိုအပ်တာလေးဝယ်ပေးနော်ဒီလိုလေးရိုးရိုးတလေးစူးစားနေရဆိုတော့လေစူးစားတိလားအလောက်ကလည်းနော်အစိမ့်ပြေလာလိမ့်မယ် ဒီပါဒီပါဒီမကလည်းအဆင်ပြေပါစေ အလောက်ကတော့လောက်ရမှာပဲလေနော် ဟုတ်မှာ ကောင်းတဲ့အလုပ်ဆိုတော့စူးစားပြီးလုပ်ပေါ့နော် လူသားလည်းကသမီးအကုန်လုံးတယ်ဒီနားမှာဆက်ကလေအညောင်းလို့ပဲခလေးတို့ပြန်လာတယ်သမီးမလုပ်ဘူးသမီးတမရှက်ဘူးလားသမီးမရှက်ဘူးလို့သမီးစားဝင်နေတယ်သမီးလည်းသမီးမရှက်ဘူး ဟုတ်တယ်လေတနေ့ကျရင်အဆင်ပြေလာလိမ့်မယ်ကိုကရိုးတသားနဲ့အလုပ်ကိုစူးစားလေးလုပ်နော်ကိုလုပ်တဲ့အလုပ်ပေါ်မှာဘာမှဆက်စရာ သမီးရိုးသားလို့သမီးဘူးကောက်ရှင်နဲ့အင်ရှင်နေရှိသမီးတောင်းကောက်တယ်ကောက်လို့မရဘူးဆိုသမီးမကောက် မ ဘူး ကောက်ဘူးပေါ့ မကြီးသမီးဒါလေးကောက်ရှင်လို့ရလားသမီးမေးတယ်ရရဲ့သမီးရေကောက်သွားတယ်သမီးကောက်တယ်မရဘူးဆိုသမီးမကောက်ဘူး ကလေးကနေကောင်းလား ဟုတ်ကဲ့ကောင်းတယ်နေ့တော့သမီးနားလိုက်ကတည်းကသူပြောတယ် ကလေးကိုငှဲ့ရုံဒီလားကလေးကိုငှဲ့နေရန်ပူရင်မလုံနဲ့နော်အဲ့လိုတစ်ပင်အရေးလေးတွေမှာလေနားနော်ဒီမှာလဲလာနားလို့ရဒီမှာလဲအေးနော် ဒီမှာအေးသမီးလာလိုက်လို့ညမနာ အော်မတွေးမိဘူးခါတိုင်းဆိုအမအလုပ်တွားပြီဒီနေ့ကခါနာနေတော့အလုပ်မတွားအောင်နားနေတော့အဲ့ဒါနဲ့တွေ့တယ် အငင်းတော့ကောင်းပါသေးအမခါနာ ဒီနားလေးကအမြဲတမ်းတက်ခင်လုပ်တယ်လေပန်းပင်လေးကြီးလောင်းတော့တန့်နေဟုတ်တယ်နော်အမြဲတမ်းလာနားလိုက် သမီးကြီးစုပ်နေ သမီးလေးဒီမှာကလေးလေးလိုချင်တာဆိုက
ကလေးလေးရချင်တာဆိုတမီးကမမေ့မွေးခိုင်းနေမမေ့ကမွေးလို့မရတော့ဘူးအသက်ကြီးနေ မနုလေမ ဟုတ်လားကဲဘိုင်ဘိုင်လုံးနာညီမလေးဘိုင်ဘိုင်ကဲစင်ပြေပါစေနော်ကြိုးစားနော်ဘာမှစိတ်အားလည်းမငယ်နဲ့စိတ်တက်လည်းမချနဲ့နော်အဲ့လိုပဲကြိုးစားရမှာပဲနော်ကဲတော့မယ်အိမ်ကဟိုတမီးလေးကိုထိနေမမလည်းဘူးကွန်ပလင်ခွန်းနေအကုန်လုံးရှိရတယ်ထုတ်ပြီးမှပေးနေပြီးတော့သူ့အဝတ်စားလေးတွေလည်းအများကြီးထုတ်ပေးလိုက်သေးတယ်တမီးလေးကိုထိနေမမလည်းအရန်နဲ့စိတ်တော်ထားကောင်းတယ်သူကလည်းလေဟောတတရီပြနေကြကဲတော့လိုက်ကြပြီ